ကဘာပေါ်မှာမိုနာလီဇာပြီးရင်လူသိအများဆုံးပကြီးကားတစ်ချက်ကတော့အတဝက်မန့်ရဲ့ The Scream လို့ခေါ်တဲ့အော်တန်ပကြီးကားပဲဖြစ်ပါတယ်။ပါဇက်ကြီးကိုဟာပြီးထိတ်လန့်တကြားဖြစ်နေတဲ့ဒီပုံရိပ်ဟာကျွန်တော်တို့သိထားတာထက်ပိုမိုနှက်ဆိုင်တဲ့လှုပ်ဝက်ချက်တွေရှိနေပါတယ်။အဲ့ဒါကဘာတွေဖြစ်မလဲပထမဆုံးလှုပ်ဝက်ချက်ကတော့လူအများစုထင်ထားသလိုဒီလူကအော်ဟစ်နေတာမဟုတ်ပါဘူး။ပကြီးဆရာမန့်ရဲ့ဒိုင်ယာရီအရတညနေမှာသူလမ်းလျှောက်နေတော့ကောင်းကင်ကြီးကတွေးလို့နေရဲသွားပြီးတဘာဝတရားကြီးစီကအကျယ်လောင်ဆုံးအော်တန်ကြီးကိုသူကြားလိုက်ရတယ်လို့ဆိုပါတယ်။ဒါကြောင့်ဒီပကြီးကားတွေကလူကအော်နေတာမဟုတ်ပဲတဘာဝတရားရဲ့အော်တန်ကိုမကြားချင်လို့နားနှစ်ဖက်ကိုပိတ်ထားတာဖြစ်ပါတယ်။ဒုတိယလှုပ်ဝက်ချက်ကတော့ပကြီးကားရဲ့ဘယ်ဘက်အပေါ်ထောက်မှာရှိတဲ့ခဲတံစာသားလေးပါ။အဲ့ဒီမှာအယူတယောက်ပဲဒါကိုဆွဲနိုင်လိမ့်မယ်လို့ရေးထားပါတယ်။ဒါကိုဘသူရေးခဲ့တာလဲဆိုတာနှစ်ပေါင်းများစွာအငင်းပွားခဲ့ကြပေမဲ့နောက်ဆုံးမှာတော့ပကြီးဆရာမန့်ကိုယ်တိုင်ရေးခဲ့တာလို့အတည်ပြုနိုင်ခဲ့ပါတယ်။ဒါဟာသူ့ရဲ့စိတ်ကျမ်းမာရေးအပေါ်ဝေဖန်ခဲ့ကြသူတွေကိုသူကပြန်ပြီးထိငေါ့ခဲ့တာဖြစ်နိုင်ပါတယ်။မန့်ခါသူ့ဘဝတစ်လျှောက်လုံးစိတ်တန်ရာတွေမိသားစုဝင်တွေတေဆုံးမှုတွေနဲ့ရုန်းကန်ခဲ့ရသူပါ။ဒါကြောင့်ဒီပကြီးကားဟာအလှပထက်လူသားတွေရဲ့ရင်ထဲကကြောက်ရွံ့မှုနဲ့စိုးရိမ်စိတ်တွေကိုဖော်ပြနေတာဖြစ်ပါတယ်။အမှုပညာဆိုတာတစ်ခါတလေမှအပြောရခက်တဲ့နာကျင်မှုတွေအတွက်ထွက်ပေါက်တစ်ခုပါပဲ။တင်ကောဒီဖအော်တန်ပကြီးကားကိုကြည့်ရင်ဘယ်လိုခံစားရလဲ။ကုမတ်မှာပြောခဲ့အောင်နော်။နောက်ထပ်ဘယ်ပကြီးကားရဲ့လျှို့ဝှက်ချက်တွေကိုသိချင်သေးလဲ။အခုလိုစိတ်ဝင်စားစရာအမှုပညာဇာတ်လမ်းတွေအတွက် Behind the Canvas ကို follow လုပ်ထားဖို့မမေ့နဲ့အောင်နော်။နောက်လက်ရုံမှာပြန်တွေ့ကြမယ်။